はい、皆さん、こんにちは。ဆက်ဆက်ရတော့ Nico Education ရဲ့ဆက်ဆက်ဖေဝဲဖြစ်ပါတယ်။ဆက်ဆက်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအလေးကတော့ Iroha Uta အကြောင်းလေးပဲဖြစ်ပါတယ်။အားလုံးပဲ Iroha Uta အကြောင်းကိုကြားဘူးကြလား။ Iroha Uta လေးကဂျပန်စာလေ့လာနေတဲ့သူတွေအတွက်အရင်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် Iroha Uta အကြောင်းမပြောခင် Iroha ကဗျာလေးကိုဆိုပြခြင်းပါတယ်။はい、ဒီဘက်မှာပါ။ Iroha ni ho he to chiri nuru o waga yotare so sunne naramu Uri no okuyama kefu koete asaki yume mishi wehi mosesu はいအခုဆက်ဆက်ဆိုပြသွားတာလေးကတော့ Iroha Uta ပဲဖြစ်ပါတယ်အခုဒီစလုံးလေးမှာဆိုလို့ရှိရင်ပေါ့နော်ဆန်ဆယ်တို့လက်ရှိဒီစလုံးရဲ့နောက်ထပ်ဒီစလုံးလေးတွေကတော့ယနေ့ခေတ်မှာတော့မတင်ရတော့ဘူးပေါ့နော်ဒါကတော့ဟိုးရင်တော့စကလုံးလေးဖြစ်ပါတယ် Iroha Uta ကိုစတင်ဖန်တီးခဲ့တဲ့အချိန်ကိုတော့အတိအကျမသိရပေမဲ့17ရာစုနဲ့17ရာစုအစောပိုင်းတွေမှာတွေ့ရှိခဲ့ကြရလို့ဆိုပါတယ်ဆိုတော့ဒီ Iroha Uta လေးမှာသတိထားမိတဲ့ဟာများရှိတာဟုတ်ပါတယ်ဒီကြပြလေးမှာအခရာကိုတစ်လုံးစီပဲသုံးထားပါတယ်တနည်းအားဖြင့်ဒီကြပြထဲမှာအခရာနှလုံးထပ်နေတာမျိုးမရှိပါဘူးအဲ့ဒါကြောင့်မို့လို့ဂျပန်မှာဟိုးရင်ခေတ်တုန်းကကလေးတွေကအခရာတွေကိုလေ့လာတဲ့အခါကျလို့ရှိရင်ဒီ Iroha Uta လေးကိုသုံးပြီးတော့လေ့လာခဲ့ကြတာပဲဖြစ်ပါတယ်ဆက်ဆက်တော့အခုခေတ်မှာကတော့ဂျပန်ကကလေးတွေအပါအဝင်နိုင်ငံသားတွေဆိုလို့ရှိရင်ဂျပန်ဘာသာစကားကိုလေ့လာတဲ့အခါမှာ IELTS ဇာတ်ကိုသုံးနေကြတာပေါ့နော်ဆိုတော့ဒီအရင်ခေတ်တုန်းကကျတော့ IELTS ဇာတ်မပေါ်ခင်ဒီလိုကြပြလေးကိုဖတ်ပြီးတော့မှတ်ခဲ့ကြပါတယ်ဆိုတော့ဒီအကြောင်းပထမဆုံးစကြတဲ့အချိန်မှာအရန်အော်သွားခဲ့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် IELTS ကိုဇာတ်မတိုင်ခင်တခြားသောစိတ်ဝင်စားစရာကောင်းတဲ့ကြပြလေးနဲ့အခရာမှတ်တယ်ဆိုတဲ့အကြောင်းကိုကြားလိုက်ရတဲ့အချိန်မှာပေါ့နော်။အဲ့တော့အားလုံးပဲဒီလိုမျိုး IELTS ကိုဇာတ်မတိုင်ခင်အရင်တော့ကတခြားမှတ်နည်းများရှိလားဆိုပြီးတော့တွေးဘူးတာမျိုးရှိကြလား။ပြီးတော့ဒီ Iroha Uta လေးကအခရာမှတ်ရုံတသက်ပဲမဟုတ်ဘဲနဲ့အဓိပ္ပာယ်လေးရှိပါသေးတယ်။ဒါပေမဲ့ဒီ Iroha Uta လေးကဟိုးရင်ခေတ်ကကြပြဖြစ်တဲ့အတွက်ဂျပန်လူမျိုးတွေတောင်မှရှာဖွေပြီးတော့မှအဓိပ္ပာယ်ကိုနားလည်တာပေါ့နော်။ဆက်ကတော့အနည်းဆုံးဘာသာပြန်ပြီးတော့ဒီကြပြလေးကိုအဓိပ္ပာယ်လေးနဲ့တစ်ခေါက်ပြန်ဆိုပြပါမယ်။ Iroha ni ho he to chiri nuru o ပန်းနေရအယောင်သွေးဆုံနေပေမဲ့တနေ့တော့ကျွေလွှင်းရမှာပဲဝါခရောသားတယ်ဆိုဆွနေနာတာမှုဒီလောကကြီးထဲမှာတည်မြဲတာဘာများရှိနေသေးလို့လဲဥယိနိုခူယာမခဲဖူခိုရဲ့တဲ့ဘဝရဲ့နှဆိုင်တဲ့တောင်တန်းကြီးကိုဒီနေ့လည်းပဲကြော်ဖြတ်ကြရမယ်အာဆာခီယူမဲမီရှိဟဲဟီမိုဆဲစုအပေါ်ရအိမ်မက်တွေမှာပဲညီညွတ်မနေပါနဲ့ဆိုတော့ဒီ Iroha Uta လေးကဗုဒ္ဓဘာသာရဲ့အယူဆကိုအခြေခံထားပြီးတော့ရေးဆက်ထားတဲ့ကြပြလေးဖြစ်ပါတယ်အဲ့တော့သူကဒီအခရာတွေကိုမှတ်တဲ့အခါမှာလည်းအသုံးဝင်သလိုနှဆိုင်တဲ့အဓိပ္ပာယ်လေးရှိပါတယ်ကဲဒီနေ့ကတော့ Iroha Uta နဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲအားလုံးအတွက်စိတ်ဝင်စားစရာကောင်းတဲ့ဘူးတုတလေးဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးနဲ့ပြန်လာခဲ့မှာမို့လို့ page ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးเนาะじゃこの動画を最後まで見てくれてありがとうございます。